မြန်မာနိုင်ငံရဲ့မြေပုံကိုကြည့်လိုက်ရင်လယ်တဲ့မှာသွေးကြောကြီးတစ်မြစ်စီးဆင်းနေတာကိုတွေ့ရပါလိမ့်မယ်။အဲ့ဒါကတော့ကျွန်တော်တို့ရဲ့မိခင် ARD မြစ်ကြီးပါပဲ။နှစ်တန်းပေါင်းများစွာစီးဆင်းခဲ့တဲ့ဒီမြစ်ကြီးဟာကျွန်တော်တို့ကိုအသက်ဆက်ပေးနေပါတယ်။စံရည်စပားတွေပေးတယ်၊ရှင်ကျေးမှုကိုပေးတယ်။ဒါပေမဲ့အခုချိန်မှာဒီမြစ်ကြီးရဲ့ထပ်ပိုင်းပြဖျားခံရနေရမှာကျွန်တော်တို့မမြင်နိုင်တဲ့အတန်မကြားရတဲ့မိစ္ဆာကောင်ကိုမွေးမြူဖို့ကြိုးစားနေကြပါတယ်။သတင်းတွေကြားရတယ်လို့ပါပဲ။မြစ်ဆုံစီမံကိန်းကိုပြန်စားတော့မယ်တဲ့လူတွေကဒါကိုနိုင်ငံရေးကိစ္စလို့ထင်နေကြပါတယ်။မီးရဖို့မရဖို့ကိစ္စလို့ထင်နေကြပါတယ်။အဲ့ဒီလိုမျိုးမဟုတ်ပါဘူး။ဒါဟာနိုင်ငံရေးကိစ္စမဟုတ်ပါဘူး။ဒါဟာမြန်မာနိုင်ငံရဲ့မြေပုံရာဇဝင်ကိုပါဖျက်ဆီးပစ်နိုင်တဲ့ဘူမိဗေဒအလူမြူပုံတစ်လုံးကိုပြီးရှို့ဖို့ကြိုးစားနေတာပါပဲ။မိတ်ဆွေတို့ရဲ့သားသမီးတွေကျွန်တော်တို့ရဲ့နာဂတ်တွေမြေကြီးနားကနေမန်းလေးအထိမြို့ပြကြီးတွေအားလုံးဟာဒီတစ်စက်ချင်းစီရဲ့ဖီအားအောက်မှာပျောက်ကွယ်သွားနိုင်နေဆိုရင်မိတ်ဆွေယုံနိုင်မလား။ဒီနေ့ knowledge ချမ်းရှင်းမှာတော့နိုင်ငံရေးသမားတွေဖုံးကွယ်ထားတဲ့ဘူမိဗေဒပညာရှင်တွေအကြောက်ဆုံးဖြစ်နေတဲ့မြစ်ဆုံအိမ်မက်ဆိုးရဲ့နောက်ွယ်ကသိပ္ပံနိကြအမှန်တရားကိုဖော်ထုတ်သွားပါမယ်။ကျွန်တော်တို့နဲ့အတူအမှန်တရားရဲ့နှဆိုင်ဆုံးနေရာကိုဆင်းသက်ဖို့စဉ်သစ်ဖြစ်ပြီလား။ဒီဇလန်ကိုနားလည်ဖို့ကျွန်တော်တို့ခြေထောက်အောက်ကမြေကြီးတွေကိုဆင်းသွားရပါလိမ့်မယ်။မြန်မာနိုင်ငံမြောက်ပိုင်းဆိုတာတကယ်တော့ဘူမိဗေဒစစ်မြေပြင်ကြီးပါ။လွန်ခဲ့တဲ့နှစ်တန်းပေါင်းများစွာကအိန္ဒိယကြောက်ထုချက်ကြီးဟာအရှိန်နဲ့မျောပါလာပြီးတော့ယူရေးရှားကြောက်ထုချက်ကြီးကိုဝင်တိုက်ခဲ့ပါတယ်။အဲဒီလိုဝင်တိုက်ခဲ့တာကြောင့်ဟိမဝေနာတောင်တန်းကြီးတွေဖြစ်ပေါ်လာတာပါ။ဒါပေမဲ့တတိထားရမှာကအဲဒီလိုပုတ်တိုက်မှုတွေကမပြီးဆုံးသေးပါဘူး။ဒီနေ့ဒီချိန်ထိအိန္ဒိယကြောက်ထုချက်ကြီးကတွန်းတိုက်နေတော့ဖိအားတွေပေးနေတော့မှာပဲ။ပညာရဲ့အရာဒါကို Indo-Eurasia Coalition Zone လို့ခေါ်ပါတယ်။ရိုးရှင်းပြောရရင်တော့မြစ်ဆုံဆယ်တီဆောက်မဲ့နေရာဟာရန်အိုးကြီးရဲ့အဖုံးပေါ်မှာတည်ရှိနေတာပါဒီဒေသတကြောလုံးမှာမြေရောက်ဖိအားတွေအချိန်မွေးပောက်ကွဲထွက်ဖို့စဉ်သစ်ဖြစ်နေပါတယ်ဒီလိုမတည်ငြိမ်တဲ့မြေသားပေါ်မှာကမ္ဘာအကြီးဆုံးဆယ်ကြီးတစ်ခုတည်ဆောက်မယ်ဆိုတာကိုယ်လည်းဘင်းကိုကိုယ်တိုင်ကြိုးကွင်းစွတ်နေတာနဲ့တူတူပါပဲဒါပေမဲ့ရန်အိုးတွေမကသေးပါဘူးဘုံတစ်လုံးပေါက်ဖို့ဆိုရင်မီးစာလိုပါတယ်အဲ့ဒီမီးစာကတော့နာမည်ကျော်စကိုင်းပြည့်ရွေကြောကြီးပါပဲမြန်မာနိုင်ငံကိုတောင်လိုက်ဖြတ်တန်းထားတဲ့ဒီပြည့်ရွေကြောကြီးဟာအိပ်ပျော်နေတဲ့ငကားမဟုတ်ပါဘူးနိုးထနေတဲ့အလွန်တက်ကြွတဲ့ active fault ကြီးပါတစ်နှစ်ကို18မီလီမီတာကနေ20မီလီမီတာလောက်ရွေရှားနေပါတယ်။သမိုင်းမှာ Richard Sky 9.ကနေ 9.8 အထိကြီးမားတဲ့ငလျင်ကြီးတွေကိုဖန်တီးခဲ့ပူပါတယ်။အခု knowledge ချမ်းရှင်းပရိသတ်ကြီးကိုရေးကြီးဆုံးလိုအပ်ချက်ကိုပြောပြပါမယ်။မြစ်ဆုံဆယ်ဒီဆောင်းမဲ့နေရာဟာဒီတေမင်းနမန်ပြည့်ရွေကြောကြီးနဲ့ဘယ်လောက်များဝေးလဲဆိုတာမိတ်ဆွေသိလား။ -20 ဟုတ်ပါတယ် -20 30ကီလိုမီတာလောက်ပဲဝေးတာပါ။ဘူမိဗေဒအရာပြောရရင်တော့ဒါဟာမိတ်ဆွေအိတ်နေတဲ့ကတင်ဘေးမှာဘုံတစ်လုံးလာချထားတာနဲ့အတူတူပါပဲကဲ၍စကိုင်းပြည့်ရွေကြောကြီးကသာလှုပ်ခဲ့ရင်မြစ်ဆုံဆယ်ဟာပြင်းထန်တဲ့မြေပြင်နှုတ်ခါမှုဇုံတွေကိုတိုက်ရိုက်ရောက်ရှိသွားမှာပါတဘာဝတရားကကျွန်တော်တို့ကိုတတိပေးနေပါတယ်ဒါပေမဲ့လူတွေကအဲ့ဒီတတိပေးချက်ကိုလေးလျူရှုပြီးတော့မီးစာကိုတွားတို့ကိုကြိုးစားနေကြတာပါဆယ်ဆောက်တာငလင်နဲ့ပါဆိုင်လို့လဲလူတွေကမေးကြတယ်ဆိုင်တာထက်ပိုပါတယ်သိပ္ပံပညာရှင်တွေအကြောက်ဆုံးအရာတစ်ခုရှိပါတယ်အဲ့ဒါကတော့လူလုံးငယ်လင်းပါမြစ်ဆုံဆယ်မှာလှောင်မဲ့ရေပမာဏက 24.5 ကုဗကီလိုမီတာရေတန်ချိန်တန်းပေါင်း 2400 ကျော်ဒီလောက်များတဲ့ရေတူကြီးကိုတနေရာထဲမှာစုပုံလိုက်တဲ့အခါမြေကြီးကဘာဖြစ်သွားမလဲဘူပေါင်းတစ်လုံးကိုလက်နဲ့ဖိချလိုက်တယ်လို့ပါပဲရေတန်ချိန်ဘီလီယံနဲ့ချီတဲ့ဖိအားကအောက်ခံကြောက်လာတွေကိုဖိချလိုက်တဲ့အခါမှာမြေအောက်အကြောင်းတွေကမခံနိုင်တော့ပဲရုတ်တရက်ကျွံကျသွားနိုင်ပါတယ်ရေတွေကမြေအောက်အကြောင်းတွေကိုစိမ့်ဝင်သွားတဲ့အခါမှာတော့ကြောက်လာနှစ်ခုကြားမှာပုတ်တိုက်ရာရောနှန်းသွားပြီးတော့ငြိမ်နေတဲ့ပြည့်ရည်ကြောကြီးကိုကြောက်ခနဲနေအောင်ရှော့ကျသွားစေနိုင်ပါတယ်။ဒါကို pore pressure လို့ခေါ်ပါတယ်။မြစ်ဆုံဆယ်ရဲ့ရေတူကြီးဟာစကိုင်းပြည့်ရည်ကြောကြီးကိုထပါတော့လှုပ်ပါတော့ဆိုပြီးတော့နှိုးဆွလိုက်တယ်လို့ဖြစ်သွားနိုင်ပါတယ်။ဒါဟာ theory သက်မဟုတ်ပါဘူး။သက်သေတွေရှိပါတယ်။1968ခုနှစ်အိန္ဒိယနိုင်ငံကွိုင်နာဆယ်အဲ့ဒီနေရာဟာငလင်လုံးဝမလောက်ဘူးတဲ့မြေငိမ်ဒေသတစ်ခုပါဒါပေမဲ့ဆယ်ရီဖြည့်ပြီးတာနဲ့ 6.30 ငလင်လောက်ပြီးတော့လူ180ကျော်တည်ဆုံးခဲ့ပါတယ်ဒါပေမဲ့ပိုထိတ်လက်စရာကောင်းတာကကျွန်တော်တို့ရဲ့အိမ်နီးချင်းတရုတ်နိုင်ငံမှာပါ2008ခုနှစ်ကမ္ဘာကျော်စီချွမ်ငလင်ကြီးကတော့လူပေါင်း8000ကျော်တည်ဆုံးခဲ့ပါတယ်အဲ့ဒီငလင်ကြီးမလောက်ခင်မကြာသေးခင်ကပဲကြီးပင်းဘူးဆယ်ကိုတည်ဆောက်ပြီးစီးခဲ့တာပါပညာရှင်တွေကသုံးသပ်ကြတယ်ဆယ်ရီရဲ့ဖိအားကငလင်ကြောကိုစောစီးစွာနှိုးလိုက်တာပါတဲ့
ပြဿနာတက်ခဲ့တဲ့တရုတ်ကဆယ်ရီရဲ့ပမာဏဟာ1.1ကုဗကီလိုမီတာပဲရှိပါတယ်မြစ်ဆုံဆယ်က24.5ကုဗကီလိုမီတာပါတရုတ်ဆယ်ထက်အဆ20လောက်ပိုမိုကြီးမားပါတယ်ဆယ်အသေးလေးကတော့မဟာငလျင်ကိုဖိတ်ခေါ်ပြီးတော့လူ8000ကိုတိတ်ဆုံးစေခဲ့အဆ20ပိုကြီးမားမဲ့မြစ်ဆုံဆယ်ကကျွန်တော်တို့ကိုပါလုံနိုင်မလဲအခုမိတ်ဆွေမျက်လုံးမိတ်ပြီးစဉ်းစားကြည့်လိုက်ပါတနေ့နေ့မှာငလျင်တစ်ခုလှုပ်လာမယ်မြစ်ဆုံဆယ်ကြီးရဲ့ရေကာတာကြီးကအကွဲသွားခဲ့မယ်ဆိုပါလို့မြစ်ဆုံမှာလောင်ထားတဲ့အေယာမရေတူကြီးဟာပင်လယ်ရေမျက်နှာပြင်အထက်မီတာ200ကျော်မြင့်ကနေပုံပေါက်သလိုဒလဟောဆင်းကျလာပါလိမ့်မယ်ဒါဟာရေကြီးရမဟုတ်ပါဘူးကုန်းတွင်းပိုင်းဆူနာမီပါပထမဆုံးကချင်ပြည်နယ်မြစ်ကြီးနားမြို့နိုင်ပိုင်းမဟုတ်ဘူးမိနစ်ပိုင်းအတွင်းမှာပဲမြစ်ကြီးနားတစ်မြို့လုံးရေအောက်ကိုရောက်ရှိသွားနိုင်ပါတယ်မြေပုံပေါ်ကနေပျောက်သွားနိုင်တဲ့အထိအန်ရီယယ်ကကြီးမားပါတယ်အဲ့ဒီနောက်ရေလုံးကြီးကဆက်ပြီးတော့ဆင်းလာမယ်ဝိုင်းမော်ပမော်ရွှေကူကတာနောက်ဆုံးမန်းလေးမြို့နာအထိတမိုင်းမှာမကြုံဘူးလောက်တဲ့ရေဘေးဒဏ်ကိုခံစားရပြီးတော့လူအသက်ထောင်သောင်းချီဆုံးရှုံးသွားနိုင်ပါတယ်ကျွန်တော်တို့ချစ်တဲ့အေယာဝတီဟာကျွန်တော်တို့ရဲ့တင်းကြိုင်ဖြစ်သွားနိုင်ပါတယ်တရုတ်အစိုးရကဒီစီမံကိန်းကိုပြန်ဆဖို့ဖိအားပေးနေပါတယ်သူတို့အတွက်ကစီးပွားရေးမဟာဗျူဟာဒါပေမဲ့ကျွန်တော်တို့အတွက်ကလူဘဝတွေရှင်သန်မှုတွေပါနိုင်ငံတကာစံနှုန်းတွေအရမြစ်ဆုံဟာ geologically high risk mega project ပါဘယ်လိုနည်းပညာနဲ့မှတဘာဝတရားကိုအနိုင်မယူနိုင်ပါဘူးမီးလာဖို့အတွက်ကိုယ့်အိမ်ကိုမီးပြန်ရှို့ရမှာလားလျှက်စစ်မီးရဖို့အတွက်ကိုယ့်နိုင်ငံရဲ့မြေပုံကိုဖျက်ဆီးပြရမှာလားဒါဟာနိုင်ငံရေးမဟုတ်ပါဘူးဒါဟာဘဝတွေရဲ့ရှင်သန်ရည်တည်ရေးတွေပါအေယာဝတီမြစ်ဆုံစီမံကိန်းဆိုတာနိုင်ငံရေးထွက်ပေါက်တစ်ခုအတွက်တိုင်းပြည်ရဲ့တပ်အိုးအိမ်စီးစိမ်ကိုပေါင်ခံပြီးတော့ကစားနေတဲ့လောင်းကစားပွဲတစ်ခုပါပဲကြည်စံကတော့ပြောင်းဝါတွေကိုရောက်ရှိနေပါပြီခလုံးမနှိမ့်မိဖို့ပဲလိုပါတော့တယ်ဒီဗီဒီယိုမဆုံးခင်မိတ်ဆွေတွေကိုနောက်ဆုံးအနေနဲ့မေးခွန်းတစ်ခုမေးချင်ပါတယ်မြန်မာနိုင်ငံရဲ့မြေပုံကိုမျက်လုံးမိတ်ပြီးတော့ပြင်မြင်အောင်ကြည့်လိုက်ပါအလဲကဖြတ်စည်းနေတဲ့အေယာဝတီမြစ်ကြီးကိုဖယ်လိုက်မယ်ဆိုရင်ကျွန်တော်တို့စီမှာဘာတွေကြံအောင်မှလဲအေယာဝတီဆိုတာရေစည်းကြောင်းတက်တက်မဟုတ်ပါဘူးပကံခေတ်ကလေးကတည်ထားခဲ့တဲ့ဇေဒီပထိုးတွေအင်းဝစကိုင်းမန္တလေးဆိုတဲ့ရည်ကြီးမှုတွေပြီးတော့မိတ်ဆွေတို့ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ထဲမှာစီးဆင်းနေတဲ့သွေးတွေဟာဒီမြစ်ရေကိုတောက်သုံးပြီးကြီးပြင်းလာခဲ့ကြတာပါဒါပေမဲ့ဒီနေ့ကျွန်တော်တို့ဟာတဘာဝတရားရဲ့စိန်ခေါ်မှုကိုရင်ဆိုင်နေရပါတယ်အိန္ဒိယကြောက်ထုချက်နဲ့ယူရေးရှားကြောက်ထုချက်တို့ရဲ့ပုတ်တိုင်မှုအောက်မှာမြေကြီးကတုန်ခါနေပါပြီစကိုင်းပြည့်ပြည့်ကြောကြီးကအချိန်မရွေးနှိုးထားဖို့စောင့်ဆိုင်နေပါတယ်ဒီလိုအန်နီရတွေကြားထဲမှာမြစ်ဆုံဆိုတဲ့ဘုံတစ်လုံးကိုထပ်ထည့်လိုက်တာဟာကိုတက်သေးတာတဲ့စိုးတဲ့မျိုးဆက်တစ်ခုလုံးကိုလှုပ်ကြံခြင်းပါပဲနောင်နှစ်ပေါင်း90 100ကြာတဲ့အခါမှာကျွန်တော်တို့ရဲ့မြစ်တွေကမေးကြပါလိမ့်မယ်ဘိုးတို့ဘွားတို့ခေတ်တုန်းကအေယာဝတီမြစ်ကြီးကိုကယ်တင်ဖို့ဘာတွေလုပ်နေခဲ့ကြတာလဲလို့အဲ့ဒီအချိန်ကျရင်ငါတို့နှုတ်ဆက်နေခဲ့မိတယ်လို့ခေါင်းငုံပြီးဖြေမလားဒါမှမဟုတ်ငါတို့အစွမ်းကုန်ကာကွယ်ခဲ့တယ်လို့ဂုဏ်ယူစွာဖြေမလားအဖြေကတော့ဒီကနေ့မိတ်ဆွေတို့ရဲ့ဆုံးဖြတ်ချက်ပေါ်မှာမူတည်နေပါတယ်ဒါကြောင့်ကိုယ့်အသက်ကိုယ့်အိမ်ကိုယ်သားစီမြေဆက်ကိုကာကွယ်နိုင်ဖို့ဒီအသိပညာကိုနှုတ်ဆက်မနေပါနဲ့မိတ်ဆွေရဲ့ share တစ်ချက်ဟာလူတစ်ယောက်ရဲ့အသက်ကိုကယ်တင်နိုင်သလိုနိုင်ငံတစ်နိုင်ငံရဲ့အနာဂတ်ကိုလည်းပြောင်းလဲပြစ်နိုင်ပါတယ်ဒီချက်လက်တွေကိုတာမန်သတင်းတစ်ခုလိုသဘောမထားပဲမျိုးသားရေးတတိပေးချက်ဖြစ်မှတ်ယူပေးကြပါနောက်ထပ်လည်းနိုင်ငံအတွက်လူမျိုးအတွက်တတ်တမျှရေးကြည့်တဲ့လှုပ်ဝက်ချက်တွေစမ်းစစ်ချက်တွေကိုမလွတ်တမ်းသိရှိနိုင်ဖို့ knowledge junction ကို subscribe လုပ်ပြီးတော့ခေါင်းလောင်းလေးနှိပ်ထားပေးပါကျွန်တော်တို့ဟာပျော်ပြေးသက်သက်တင်ဆက်နေတာမဟုတ်ပါဘူးမှန်တရားနဲ့အသိပညာစုံမက်ကိုဖန်တီးပေးနေတာပါမနေ့ဖြန်မှာ ARD မြကြီးလွတ်လပ်စွာဆက်လက်စည်းစိမ်နိုင်မှုကျွန်တော်တို့အားလုံးမှာတာဝန်ရှိပါတယ်အမောင်ခွင်းမီအလင်းလာမဲ့နေ့တစ်နေ့မှာဘေးကင်းစွာပြန်ဆုံတွေ့ကြပါမယ်ကြည့်ရှုပေးသူတယောက်ချင်းစီတိုင်းကိုကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ